ရသော်ပြလက်တကအလွန်တရာမှလိမ္မာရေးချရှိတယ်ကျင့်ဝတ်ပฏิပတ်နဲ့ပြည့်စုံတဲ့တာနုတာမဏေဆိုတာရှိတယ်အဲ့ဒီကိုရင်ကငယ်ငယ်လေးတွေကစသာသနာ့ဘောင်ကိုရောက်လာတာဆရာဥပိ္ပဇေရဲ့အပေါ်မှာလည်းပဲအလွန်တရာမှသူကဝကြီးဝင်းငယ်ကိုပြည့်စုံစေတယ်အထူးသဖြင့်သူ့ရဲ့အည်သွေးကမြတ်စွာဘုရားဟောထားတဲ့တရားဒေသနာကြီးတွေကိုကျွမ်းကျွမ်းကျင်ကျင်ရအောင်ကြက်မှတ်ပြီးတော့တရားဟောပြနိုင်စွမ်းတတိရှိတဲ့အည်သွေးဟာသူ့ရဲ့ထူးခြားချက်ပေါ့အဲ့ဒါသူ့ရဲ့အည်သွေးကိုမြင်လို့သူ့ရဲ့ဥပိ္ပဇေဆရာတွေယဟန်တော်တွေကလာပြီလာကိုသတင်းတွေရောက်ပြီဆိုလို့ရှိရင်အဲ့ဒီကိုရင်ကိုတရားဟောခိုင်းတာအဲ့ဒါကိုရင်ကသူကြက်မှတ်ထားတဲ့ပါဠိတော်ဒေသနာကြီးတွေကိုရွတ်ဆိုပြီးတော့ရဲရဲတင်းတင်းရဲရဲဝံ့ဝံ့တရားဟောရဲတယ်တဲ့လူတွေကလည်းအရင်သဘောကျကြတယ်အထူးသဖြင့်ဒီကိုရင်ဟောတဲ့တရားကိုလူတွေမကဘူးနတ်တွေပါနာတာတောင်ရှိတယ်တဲ့ဒါကြောင့်တရားဟောပြီးလို့ကုသိုလ်ကောင်းမှုကိုအမြတ်တမ်းပေးဝေဖို့ဆိုလို့ရှိရင်နတ်တွေကလည်းသာဓုခေါ်ရတယ်ပေါ့အဲ့လိုနတ်တွေသာဓုခေါ်ရတဲ့အထဲမှာလူတွေမသိနိုင်တဲ့ဖြစ်ပေါ်နေတဲ့အကြောင်းအရာတစ်ခုကဘာလဲဆိုတော့ဒီကိုရင်ရဲ့အရင်ဘဝကမေတော်ဟောင်းကဘီလူမဖြစ်နေတာရှိတယ်အဲ့ဒီဘီလူမကအဲ့ဒီနတ်တို့ရဲ့လောကမှာတာနုမေတော်ဆိုတဲ့နာမည်နဲ့သူကမျက်နှာရတယ်တော့နတ်တွေကအမြဲတရားနာရင်နဲ့ဒီကိုရင်လေးကဒီဘီလူမရဲ့အရင်ဘဝတုန်းကသားတော်ခဲ့တာဟုတ်လားဒါကြောင့်မလို့ဒီဘီလူမကသူကသွားလေရမှာမျက်နှာပွင့်ကိုရင်ရဲ့မေတော်ဟောင်းဆိုပြီးတော့အဲ့ဒါကြောင့်မလို့ဒီဘီလူမကလည်းဒီကိုရင်ကိုအမြဲတမ်းစောင့်ရှောက်တယ်ကိုရင်ကဒါတွေကိုမသိပါဘူးတို့သူဒါကနောက်ွယ်မှာဖြစ်နေတဲ့ကိစ္စအဲ့ဒါနဲ့ကိုရင်ကအသက်အရွယ်ရလာလို့နော်16နှစ်19နှစ်အရွယ်ရောက်လာတဲ့အခါမှာကိုရင်ကစိတ်ကဖောက်ပြန်လာတယ်စိတ်ဖောက်ပြန်လာတယ်ဆိုတာဘာပြောတော့ဆိုတော့သာသနာ့ဘောင်မှာမနေခြင်းတော့လူထွက်ခြင်းလာတယ်ဘလို့မှသူ့စိတ်ကိုတားဆီးလို့မရဘူးနှိပ်ကွလို့မရသူလည်းပဲတရားဒေသနာတွေကိုအများကြီးသိထားတဲ့လူတစ်ယောက်ပဲသို့တော်လည်းပဲဒီလူထွက်ခြင်းတဲ့စိတ်ကိုသူဘလို့မှမနိုင်ဘူးအဲ့ဒါနဲ့သူအိမ်ပြန်သွားတယ်အိမ်ရောက်ပြီဆိုတော့ခေါင်းကြီးငိုက်ဆိုင်ချပြီးတော့မေကကိုရင်ဘာဖြစ်လို့လာတာတော့ခါတိုင်းလာလို့ရှိရင်ကိုရင်ရဲ့နောက်မှာယဟန်နေရောကိုရင်နေရောအများကြီးပါတယ်ဒီကနေ့တော့အိမ်ကိုလာတာတပါးတည်းပါလားဘာဖြစ်လို့လာတာတော့အဲ့တော့ကိုရင်ကလည်းမပြောမဖြစ်မတိမမြည်မေတော်ကြီးငါတော့သာသနာပေါ်မှာမပြောတော့ဘူးဒါကြောင့်ငါအတွက်အိမ်ကြီးနဲ့ပစိုးတာယူခဲ့တော့ငါလူထွက်တော့မယ်အဲ့ဒါလိုလဲပြောလိုက်ရောမေတော်ကြီးကဘလို့မှမျောလင့်ထားတဲ့စကားမဟုတ်တဲ့အတွက်ကြောင့်အယံအံ့ဩသွားတယ်ကိုရင်ဘာဖြစ်လို့လူထွက်ချင်တာလူမထွက်ပါနဲ့လူဘဝဆိုတာလွယ်တာမဟုတ်အမျိုးမျိုးကိုရင်ကိုနားချတယ်ဘလို့မှကိုရင်ကနားချလို့မရအဲ့ဒါနဲ့မေတော်ကြီးကကိုင်းဒီလောက်တောင်လူထွက်ချင်နေတယ်ဆိုရင်လည်းပဲမတက်နိုင်ဘူးဒါပေမဲ့ကိုရင်ရာဂုကလေးတော့တောက်လိုက်ပါဦးရာဂုတောက်ပြီးလို့ရှိရင်ကိုရင်ကိုစွန်းစားဖို့အတွက်စွန်းချက်ပြီးတော့ကပ်ပါမယ်အဲ့ဒီစွန်းကလေးစားပြီးတော့မှပဲအစိုးနဲ့အင်ကြီးကိုပေးပါမယ်စွန်းကလေးတော့နောက်ဆုံးတက်တဲ့အနေနဲ့စားသွားပါအောင်ဆိုပြီးတော့မေတော်ကြီးကနော်ဒီကိုရင်ကိုစွန်းစားဖို့အတွက်စွန်းချက်အဲ့ဒါကိုရင်ကရာဂုတောက်ပြီးတော့မေတော်ကြီးစွန်းချက်တာကိုစောင့်အဲ့ဒါမေတော်ကြီးကစံဒီပါလေးဆေးပြီးတော့စွန်းအိုးလေးတဲနေအဲ့ဒီချိန်မှာဘာဖြစ်လဲဆိုတော့ကိုရင်ရဲ့တရားတန်ကြောင့်တာဓုခေါ်ခွင့်ရလို့မျက်နှာပွင့်နေတဲ့မေတော်ဟောင်းဘလူးမရှိတယ်အဲ့ဒီဘလူးမကငါကိုရင်ဖယ်ရောက်နေတော့သူကအမြဲတမ်းစောင့်ကြည့်နေတဲ့သဘောရှိတာ哦အဲ့ဒါနဲ့တွေ့တယ်ဩအိမ်ရောက်နေတယ်လူထွက်ခြင်းလို့မအေးကိုနောက်ပစိုးအင်ကြီးတောင်းနေတာပဲဒါကိုသိတော့ဒီအခွင့်ကိုငါမပေးဘူးတဲ့အပြီးတော့နှောက်ရက်ပဲပေါ့အဲ့ဒါနဲ့ဘလူးမကရောက်လာပြီးတော့ကိုရင်ကိုဝင်ပူးတယ်အလုပ်ထားလဲဆိုတော့မျက်နှာကိုနောက်ပြန်လှည့်အောင်လှည့်ထားတယ်တဲ့ဇက်ကအမြုပ်တစီကြီးထွက်အောင်လုပ်တယ်အဲ့ဒါဝူဝါနဲ့ကိုရင်ကကရင်မောကနေပြီးတော့လိမ့်ကြတယ်အောက်အဲ့ဒီချိန်မှာကိုရင်ကသူ့စိတ်နဲ့သူ့ကိုမရှိတော့အဲ့လိုအတန်နေကြတဲ့ခါကျတော့မေတော်ကြီးကဆွန့်ချက်ရင်းနဲ့ဘာဖြစ်လဲမသိဘူးဆိုပြီးတော့ကိုရင်ဒီရောက်လာတဲ့ခါကျတော့ကိုရင်ကဝူဝါဖြစ်နေတော့ဩဒါဟာတစုံတစ်ယောက်ကဝင်ပြီးတော့နှိမ့်ဆက်နေတာပဲဆိုတော့ तू သိတယ်အဲ့ဒါနဲ့ तू ကဘယ်လိုပြောလဲဆိုတော့တီလာနဲ့ပြည်စုံတဲ့ပုံကိုယ်တွေကိုဘီလူတွေကမကစားကြဘူးလို့ငါယန္တာရှင်မြတ်တည်းရဲ့ထံကနေအဲ့ဒီစကားကိုကြားဘူးတယ်ပေါ့ခုငါရဲ့သားဟာကိုချင်းတီလာနဲ့ပြည်စုံမှလဲကနေဘီလူတွေကဘာဖြစ်လို့လာပြီးတော့ငါသားနဲ့လာကစားကြတာတော့အဲ့လိုမျိုးသူကရွတ်ဆိုမြည်တမ်းငိုကြွေးတာပေါ့အဲ့ဒီချိန်မှာဘီလူမကဟုတ်တယ်တဲ့ယန္တာရှင်မြတ်တည်းပြောတယ်တီလာနဲ့ပြည်စုံတဲ့ပုံကိုယ်ကိုဘီလူတွေကမကစားကြဘူးဆိုတာမှန်တယ်ဒါပေမဲ့အခုဒီ